ရဟောင်းနေနော်ဟုတ်တယ်ဒီနေ့ကတော့ ferry မီပေါ့နော် ferry မီလို့ရှိရင်မနေ့စာပါစားမလဲဆိုတာကိုပြမယ်။ညတော့ပြချင်းစော့တဲ့အတွက်ကြောင့်မို့လို့တနေ့တနေ့ protein တက်ကလိုအပ်တယ်။သားတက်လိုအပ်တဲ့အတွက်ကြောင့်မို့လို့မနေ့စာကူးဆိုင်စားရတယ်ပေါ့နော်။အမေများတော့ဖြစ်ကျွန်တော်မနေ့စာလွတ်ရင်လည်းအနည်းဆုံးတော့ကြောက်တော့စားရပေါ့။တနေ့ကြောက်2လုံး3လုံးတော့စားဖြစ်တယ်။ဟိုဘာစားမလဲဆိုတာကိုကြည့်ကြရအောင်။ ferry မီတော့နို့တကူဝယ်လာတယ်။နို့နဲ့ cornflake လေးနဲ့တူတူတွဲစားမှာဖြစ်ပါတယ်။မေ့သွားတော့ကြပါတောင်းလိုက်တော့ဟဲ့ဒီပါကော်ဖီပြောပြတာတားပြောပြတာဩမနေ့ကကျတော့အာဂါတီသူကသွားတယ်ဘာတော့ခုမှပြောနေရတာဟောအမပြောရလမ်းတယ်တခါဖြော်လာတယ်ဒီနေ့စီမံနေတယ်တော့တက်ကြ